နဂါမင်းအမောက်ထောင်နဂါမင်းသိအောင်အမောက်ကျမတော့နဂါနောက်ဆုံးနှလုံးကကျမမကြရနဂါအသေးချစ်နဂါအချစ်နဂါနဲ့အချစ်နဂါကိုရိုက်နဂါရဲ့အချစ်တွဲဘာလဲနဂါနဲ့နဂါတတိယနဂါနှစ်စုံနှလုံးကနဂါတဲ့နဂါဟုတ်ပြီ6လုံးဖြစ်သွားပြီခုန5လုံးအေး6လုံးအရှိဆုံးကနဂါအလဲတစ်လုံးကအဲ့လုံးကအဲ့လုံးကတတိယတစ်လုံးနဂါကသုံးထပ်လုံးကနဂါကွက်လက်ကအချစ်နဂါရင်ထဲကအချစ်နဂါမင်းကအချစ်နဂါပြောကြပါတော့စဉ်းစားအေးအဲ့ဒါပါလေနဂါကပဲနဂါအတွေ့နဂါကပဲနဂါကပဲနဂါအချစ်နဂါမနဲ့ကိုယ်ချစ်နှလုံးနဂါကွက်လက်ကချစ်နဂါကွက်လက်ကချစ်နဂါနဲ့ကိုစောထန်းတယ်ကိုစောထန်းတယ်နဂါသူ့ချစ်နဂါကွက်လက်ကချစ်ချစ်သူနဂါကွက်လက်ကချစ်သူနဂါကြီးရချစ်သူတော့စဉ်းစားလိုက်ရတယ်တော့ပြောပြလိုက်6လုံးနောက်ဆုံးနှလုံးရှင်းဆုံးနှလုံးအသေးချစ်သူရှင်းဆုံးနှလုံးကချစ်သူတတိယလုံးကတပင်းဆန်ဟုတ်တယ်ချစ်သူဆန်အိမ်ချစ်သူဆန်အိမ်ဟုတ်လားအဲ့ဒါလေးဟုတ်ဘူးချစ်သူဆန်ဟုတ်လား normal လို့ဆန်တစ်တခုပြောလို့ရပါလားတစ်နော်ချစ်သူဆန်သူချစ်သူဆန်တွေးတာဟုတ်တယ်ချစ်သူဆန်ချစ်သူဆန်ကွက်လက်တွေ့ချစ်သူဆန်တစ်ခုတယောက်ကျွတ်ချစ်နေစားတယောက်တမနေ့တဘောကတတွဲတပူရှင်းတာရှင်းတွဲတာတစုံဟုတ်ချစ်သူဆန်ကွက်လက်တစုံချစ်သူဆန်ဆန်ထိတ်ဆန်တွေးတော့ကောင်းတယ်ညီမလေးအုံနောက်ကောင်းတယ်ချစ်သူဆန်အိမ်ချစ်သူဆန်ယူနေလားတဲ့ချစ်သူဆန်တွေတစုံချစ်သူဆန်ခုတ်တပည့်တစုံလွှမ်းနဲ့ခတ်လွှမ်းနဲ့ချက်တာဒါချစ်သူဆန်တာတစုံချစ်သူဆန်တာဆန်တာမဟုတ်ဘူးပန်းပါတယ်မြို့10 9 10ပန်းလားဟိုမှာမြို့မှာပန်းပါလားမစားခင်တေးကြရှင်းပြတာရပြီပြော5မြို့ဟုတ်တယ်ရမြို့တခုလည်းနာ2မြို့ရပြီခဏမရောက်လာသေးဘူးအိမ်မှာကြံခဲ့တယ်မောင်မယူပါဘူးဒါယူပန်းတော့ပန်းလှမကြည့်နဲ့တော့ပန်းတော့တခုရပန်းလှကမျိုးမရှိဘူးတဲ့ကွန်ပျူတာနားထဲမှာလှမ်းပြောနေဟုတ်တယ်အဲ့အဖေကောင်လေးမျိုးပြလာတာပန်းတော့ပဲရှိတယ်ပန်းဝါပန်းလှနှစ်ပွဲလုံးမှတ်ပြပါဘူးနှစ်ပွဲလုံးမှတ်ပြပါဘူးစီပြီးတာပဲဒုတိယမြောက်ကကြတော့အဲ့ဒီအခရာနဲ့စတဲ့မြို့အဲ့ဒီအခရာနဲ့စတဲ့မြို့စမပြောရသေးဘူးအရင်ကြောက်နေရတယ်ဘာနဲ့စလဲဆိုတော့ခခွေးနဲ့စပါတယ်တဲ့ဗျာ10 9 8 9 6 5 4 3 2 1ပြေးပါပြီခင်ဗျာကြပါပေါက်တဲ့ခန်းကြီးကိုပြင်းနေနော်မာပဲ candy ခရမ်းသမီးတို့ခန်းကြီးကိုအပေါ်ကခနောင်တို့ပဲ candy ရဲ့စိတ်ကြီးခနောင်တို့ပဲရှိတယ်ခနောင်တို့မရှိပါဘူးတဲ့အဲ့မှာတွေကဘက်ကမရတော့နော်စိတ်ကြီးကထိတ်ကလာတာခရမ်း3ခွာရှိတယ် candy မျိုးရှိတယ် ရှိရလေချင်းပြီမှာ candy ရှိရနော် ချင်းပြီမှာ okay ပါခင်ဗျာခရမ်းရှိရလေခရမ်းနဲ့ candy တော့ဘောဒီလာဖွဲ့တမတ်ရပါတယ်ခင်ဗျာဘောဒီလာတမတ်နောက်ထပ်တစ်မျိုးကအဲ့ဒီအခရာပါတဲ့မျိုးအလေအစပါညာအကုန်ရရနော်ပေါင်းတဝေထိုးပါရေးချငတ်တာပေါင်းဝေးစာနှလုံးပေါင်းဟိုဘက်အပေါ်ဘက်မှာရှိတယ်ဒီဘက်ကိုသွားရင်10ပေါင်းပါတစ်ခုခေါ်ဟန်လာမရောက်လာသေးဘူး5 4
3 2 1 ကြည့်ကလာကလာကလာရပါရပြပါပေါင်းတက်လေပေါင်းတက်လေပေါင်းမျိုးရယ်ပေါင်းတက်လေပေါင်းငါလည်းဥစားတော့ပါပေါင်းတယ်လေပေါင်းမျိုးရယ်ပေါင်းတယ်လေ ပေါင်းရှိတယ်ဒါပေမဲ့ပေါင်းကိုဖြေရပါပေါင်းလေပေါင်းဥစားတော့ရှိရ ဝိဇ္ဇာလုံးတော့ပေါင်းရလိုက်ပြီပေါင်းတယ်လေရှိတယ်ပေါင်းတယ်ရှိတယ် ဒီဘက်ကပေါင်းတလေရာစာလုံးပေါင်းမှားပြီးဒီဘက်ကပေါင်းနဲ့မှားပြီးတော့နှစ်ဖွဲ့လုံးမှတ်မရပါဘူးခင်ဗျာဟုတ်တယ်မှားတော့အမှတ်မပေးဘူးတဲ့ အမှတ်မပေးပါဘူး စီစီဖြစ်သွားတာ ဇီးမဖြစ်ဘူးတမတ်ရတာလေ တမတ်ရတာ ပေါင်းမျိုးနော်တော့ပါနှစ် ပေါင်းလေဥစားတော့မပေါင်းလေ ညီမတို့ကပေါင်းလို့မေးတာညီမ ပေါင်းလို့မေးတာ ပေါင်းလည်းကနာပေါင်းဒါပြရရှော့လိုက်ပါတော့မလေးရှိတယ်တရားစလုံးစီ ဒီမလေးနဲ့ဟန်လာโอเคနောက်ထပ်စလိန်ပါတယ်မျိုးစလိန်ပါတယ်မျိုးစလိန်10 9 8 ခေါ6 5 4 3 2 သိဝဲ ကြောက်စေစင်ပါဝဲလေ ငါပြေတာ ပြေဘူးလား စင်ကောင်းတယ် နေရမှာစင်ကောင်းကနေ โอเคစလိန်ပြီးသားပြီမရပါဘူးခင်ဗျာနောက်ထပ်လုံးလာပြီစလိန်လုံးတင်ပတ်သက်စိတ်ပါတယ်မျိုး စားလင်လုံးကြီးပါတာစိတ် 5 4 3 2 1 စိတ်မပါဘူးလား ပိုင်းစိတ်မပါဘူးလားစိတ်ပြေပါပြီ အားလည်းပြောပါလေ ဟုတ်ရေးတာမဟုတ်တာ စိတ်ကန်းတာ စိတ်တာနဲ့စိတ်ကန်းတာစိတ်ကြီးခဏတူစိတ်ကြီးခဏတူမှန်တယ်နော်စိတ်တာဇာခွဲပါတယ်မြို့5 4 3 2 1 ဟိုရပြီပြေးသွားပြီ ရင်းနေတော့ အခုပဲရတယ်ဟုတ်တယ်ဇလွန်ဈေးကြိုက်ဈိုက်မှတ်ရပါတယ်ခင်ဗျာ လေးမှတ် နောက်ထပ်တစ်မျိုးလွယ်တဲ့မြင်းပါတယ်မျိုးမြင်းတကလုတ်မြင်းပါတယ်မျိုး ရပြီ 5 4မြင်းကျန် ရှိတ် မြင်းမှုโอเคဓာတွေးပါတယ်မျိုးဓာတွေးစက်ကိုရှစ်ခေါ6 5 4 3 2 1 ရပြီရလိုက် ဒလဒီဒီ ဟဲ့ဟိုကရေးနေ ရေးနေတော့ မှန်ပြီဒလဒီဒီဒိုင်ဦး အရင်တော့ပါ ဒိုင်ကြီးတဲ့ ဒါရင်ကောင်းဒါရင်ပေါ့ဒါကြီးတောင်းဖို့ ဒလနဲ့ တိုင်ဦးကဟုတ်တယ် ဒလနဲ့ဒီဒီကော်စီတာဘွဲ့တော့ထွက်ရပါတယ်ဒလနဲ့ဒီဒီ မရှိတာလည်းရေးချင်တာငါ အဲ့မရှိတာလေလည်းရေးခိုင်းတယ် ဒိုင်ကော ဘာလို့တော့ရေးခိုင်းလဲပြောခိုင်းလိုက်တော့လေဒါလေးကောင်းပြောတယ်သမီး အေးလေပါတောင်ဘယ်တိုင်းဒီတိုင်း5 စကိုင်းတိုင်း မောင်4 ဒီမောင် 3 ဒီမောင်သိပါတယ်မောင်ကမန္တလေးတိုင်းဖြစ်ပါလိမ့်မယ် ဟို မန္တလေးတိုင်းထဲမှာလေမန္တလေးသား ဟုတ်တယ်ပါနေပြီ မန္တလေးပါငပါါ့ဆဲထားလိုက်တယ် တို့ပြမန္တလေးသားလေးပါအားပေးကြပါဦး မသိလိုက် ပြင်မထွက်လို့ပါဒီမှာပဲနေတာ ဆက်ပြီးခေါ်လာပြီ ဟဲ့နောက်ပြ အေး တမိုင်မှာဘယ်နှဖာလုံးရှိလဲ ရှင်းပါလုံး မှန်ပါတယ်ခင်ဗျာ ဟုတ်တယ်ကဲတက်တော့ကြပါဦး နိုင်ငံမြို့တော်5 4 တိုင်းပြန်တည်နေ 1ပြည့်တော့နိုင်ငံမြို့တော်ဘာတော့ရမကြည့်နဲ့ရှောက်ပြတော့ဒီလိုခုနမှာအားကိုခုနကရှောက်ပြ 1 ခုနကရှောက်ပြ ရောဖြစ်ပါတယ်ခင်ဗျာအိုး ဒီပုံကြလာတယ် သူမှာ လက်တော့ပြစ်ထားပါမြန်မာပထမဦးဆုံးရုပ်ရှင်ဇာတ်ကားနာမည်5 ပန်းပန်လေး 4မှားပါ ဒီစောက်ပြ 4 3
နေကိုပြောပြလို့ မြစ်တာနဲ့သူတာဖြစ်ပါတယ်ခင်ဗျာ ပထမဦးစားဟုတ်တယ်လေအဲ့ဒီကအကြောင်းပြ နာရေးကိုပထမဦးလို့ရိုက်တာ ကျန်တဲ့ management center မှတ်ထားပါမယ်ဒီတယောက်မသိပါဘူး ဟုတ်ပြီမယ်စစ်သူမဟာဗန်ဒူလာရဲ့ငင်းနာမည် ဟုတ်ပါဘူးပြီးပြီ ဒီမဲ့လာပြီတဲ့ စာကစီ5 blue 4 3 မမ 2 ဆိုင်မောက် တိုက်လိုက်မတော် ဘော လို လေး က် ပါမယ်ဘာလာမောက်ကြိုက်လို့ ပေါင်းရေး ဆိုင်မ ဆယ်မျိုး တော် သား တယ် ယူ ချက်မ ဒီတော့ဒီလိုလောက်တာစာကစီမှာဆိုင်မှာ အဲ့ဒါလည်းဘရူးဘရူး အဲ့ဒါမင်းနဲ့စီစီ ဒါပါကွက်လက်ဖြည့်ပါနော်ကွက်လက်ဖြည့်ပါ စပေးပေါက်စေး ဟုတ်တယ်သင်ပေါ်ဒီ1 1အရှိပုံမြောက်ကွက်လက် ချီကြောက်ကောက်စား ပြောတာ ချီကြောက်ကောက်စား ယူပုံမြောက်5 4 3 2 1 ခြေထောက်လို့က ဟောယူပုံများ ဟောအဲ့ဒါကဘာလို့နေမလားလေချီကြောက်ကောက် ကောက်စားပဲကြောင်းရနော် ငါလည်းချီကြောက်ကောက် အယူပုံငယ်ရဲရောက်တယ်